သမီးဖြစ်သူကိုဘယ်လေးကကြည့်တဲ့ဖြစ်စေချင်လို့နဲ့မိခင်ကအတင်းအဓမ္မလေ့ကျင့်ခိုင်းပါတယ်သမီးလေးရဲ့လက်ကိုနောက်ပြန်ဆွဲကျောင်းကိုရှေ့တော်နဲ့နင်းပြီးအတင်းဖိချတဲ့အခါအနာခမနာကျင်လို့အော်ဟစ်နေရှာတယ်ဒါပေမဲ့မိခင်ကမြင်းတက်ပဲဆက်လုပ်လိုက်တော့နောက်ဆုံးမှာအနာရဲ့ကြောရိုးကျိုးသွားပါတော့တယ်မြေကြီးပေါ်မှာမလှုပ်ရှားနိုင်တော့ပဲလဲကျသွားပေမဲ့အနာရဲ့မျက်နှာမှာတော့နာကျင်မှုထက်ငါနားရတော့မယ်ဆိုတဲ့စိတ်သက်သာရမှုကိုတွေ့နေရတယ်ဒါပေမဲ့ရဲစက်တဲ့မိခင်ကနောက်သားမရတဲ့အပြင်သမီးဖြစ်သူရဲ့ကိုယ်ထဲကိုဆက်ပစ္စည်းတွေထည့်ပြီးအသက်မဲ့တဲ့အယုံမလေးဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်အဲ့ဒီချိန်ကစပြီးအနာခမတချင်းတန်စင်တိုင်ကခွန်ရတဲ့ဗီဒါသက်တာတွေကဆက်ရုပ်လေးဖြစ်သွားကြတယ်10နှစ်ကျော်ကြာပြီးနောက်လူတစုကဒီယုံမလေးကိုတွေ့ရှိသွားကြတယ်ဝီလီယံကအယုတ်ပေါ်ကရှုံပွားပြီးကိုဖယ်လိုက်တဲ့အခါအယုတ်ကဟောင်းနှမ်းနေပေမဲ့ကောင်မလေးရဲ့ရုပ်တင်ကတော့နှုတ်ပြနေသေးပါပဲလူစီကရုပ်ရဲ့အောက်ခြေမှာတော့ကိုထည့်ပြီးလှည့်လိုက်တဲ့အခါယုံမလေးကတောက်ပြန်တဲ့အနေနဲ့ဆက်ရုပ်တရုပ်လိုစတင်ကခုန်มาတော့တယ်ကလာရက်သွားတဲ့အခါသူမမှာအာယုံခံစားမှုရှိလာတယ်ဒါပေမဲ့မျက်လုံးတွေကိုချုပ်ထားတာမို့အမေရပဲအနက်ခံပြီးလူရှင်မန်းတိသွားပါတယ်ရုတ်တရက်သူမကလူစီရဲ့လက်ဘင်းကိုလှမ်းညှက်လိုက်တယ်ဒါပေမဲ့လူစီကတမန်လာကြောင့်သူမကိုတွန်းထုတ်ပြီးအဒီမိသွားအောင်လုပ်လိုက်တယ်ပြီးတာနဲ့လူစီကအနာရဲ့မျက်လုံးမှာချုပ်ထားတဲ့ကြိုးတွေကိုဓာတ်နဲ့ဖြတ်ပေးလိုက်တဲ့အခါသူမပြန်မြင်လာရသလိုစိတ်ပြန်မှန်လာပြီးရမမှုတော့ပါဘူးနောက်ဆုံးမှာတော့အန်နာဟာလွတ်မြောက်သွားပြီးပင်လယ်ကမ်းစပ်ကိုရောက်ရှိသွားပါတော့တယ်